Okay, let's go. ဆိုင်ခေါ်နာမည်ကတော့ဖြူပေါ့နော်ဒီဇိုင်နာဖြစ်ပြီးတော့နာမည်ကတော့ပြောက်ထားတယ်ဆရာမ UK ရောအရင်ကျေးဇူးတင်ပါတယ်ကွန်တီရဲ့နေရာပြောပြရဲညိုငင်းမဲပေါ့နည်းနည်းရေးတဲ့ပါတယ်ညိုတတိလျာစားလိုက်မိရဲ့သူဆိုပြောပြရဲရှင်းပြရဲတစ်ခါလေသူတို့စိတ်မကြည်တော့အော်ခံတာသူတို့လည်းကျေးဇူးတင်ပါတယ်အလုပ်တစ်ခါမလုပ်ဘူးလေမျိုးလို့ဆိုတော့ဒီအလုပ်စသဝင်နေတော့လည်းအခက်အခဲတော့ရှိရပါဘူးရှမ်ပူတော့ကလည်းအဲ့လိုအခက်အခဲရှိရဲ့ကျွန်တော်မှာလည်းအခက်အခဲရှိခဲ့ရှိအဲ့အများကြီးကျေးဇူးတင်ပါတယ်သူကြောင့်ဒီလိုနေရာမျိုးရောက်လာတာဆိုနေရာဒီဆိုလို့ရှိရင်တော့အေးရဲ့ကာလာလေးစိုးလို့ရတယ်ပေါ့ပြာတို့အမျိုးစိမ့်တို့ပေါ့အမျိုးလေးစိုးရင်တော့လိုက်ပို့ပြီးတော့လိုက်ဖတ်တယ်ပေါ့မျိုးရတီကတော့မျိုးရဲဘက်သွားတဲ့အရောင်လေးနဲ့ပို့ပြီးလိုက်လိမ်မော်တို့အမီတို့ကျေးဇူးတင်တာကတော့ကိုမိဘနဲ့ပါကြော်ပြပါလား fashion ဘိုင်းကိုကြိုက်နည်းနည်းတူလေးပေါ့ကိုမိသားစုလိုမျိုးမျိုးနဲ့ဆက်ဆံအမှတ်တရအများကြီးပဲတငယ်ချင်းတွေလည်းရတယ်ရန်နေလည်းဖြစ်တယ်မုန်းကြဆိုင်ပြောခဲ့တဲ့အချိန်တွေအများကြီးပဲမိန်းကလေးဆိုလို့ရင်တော့အကုန်လုံးပေါ့ယောက်ျားလေးကတော့ fake ကလွဲကျန်တာတော့ရတယ်ဆက်ပြီးတော့ကြိုးစားအောင်ပေါ့ခဏလေးနဲ့အဲ့ဒါရောလာတော့ဆိုင်ချိန်မှုရတယ်လွယ်ဖြစ်ပြီကိုလည်းလာဆုံးချိန်မှုဖြစ်တယ်ကျွန်တော်ရှိရဆိုင်ပေါ့လာခဲ့ဖို့အားလုံးဖိတ်ခေါ်ပါတယ်